ဘာရေနံတင်ပို့မှုရဲ့အတက်တွေးကြောဖြစ်တဲ့ဟော်မုစ်ရေလက်ကြားမှာမတည်ငြိမ်မှုတွေဖြစ်နေပါတယ်အရှေ့လက်ပိုင်းပဋိပက္ခတွေကြောင့်ရေနံဈေးနှုန်းတွေထိုးတက်သွားတတ်တာဟာကမ္ဘာစီးပွားရေးအတွက်ဆင်ခုံမှုတစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလိုအကျပ်သေးတွေကြားမှာနိုင်ငံကြီးတွေရဲ့စီးပွားရေးရန်တရားပုံမှန်လည်ပတ်နိုင်ဖို့အဓိကအကာအကွယ်ပေးထားတာကတော့ရေးပေါ်အရန်ရေနံတိုးလောင်မှုစနစ်ဖြစ်တဲ့ Strategic Petroleum Reserve SPR ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့နိုင်ငံတွေတိုးလောင်ထားတဲ့ရေနံအရန်စနစ်တွေကဘာကြောင့်အရေးကြီးရတာလဲဘယ်နိုင်ငံတွေမှာအများဆုံးရှိလဲနဲ့လက်ရှိကမ္ဘာစစ်ရေးတင်းမာမှုတွေနဲ့ဘယ်လိုဆက်စပ်မှုတွေရှိနေတယ်လဲဆိုတာကိုလေ့လာကြည့်လိုက်အောင်ပထမဆုံးအနေနဲ့ Strategic Petroleum Reserve ဆိုတာဘာလဲ Strategic Petroleum Reserve SPR ဆိုတာကတော့နိုင်ငံအတွက်အရေးပေါ်ကာလမှာအသုံးပြုဖို့ကြိုတင်တိုးလောင်ထားတဲ့အရန်ရေနံဖြစ်ပါတယ်ဒီရေနံတွေကိုပုံမှန်စီးပွားရေးလုပ်ငန်းတွေလိုဈေးကွက်ထဲမှာရောင်းချဖို့တိုးလောင်ထားတာမဟုတ်ပါဘူးစစ်ပွဲတွေတဘာဝဘေးအန္တရာယ်တွေနဲ့ရေနံတင်သွင်းမှုရုတ်တရက်ရပ်တန့်သွားတဲ့အခြေအနေမျိုးတွေမှာနိုင်ငံရဲ့စွမ်းအင်လိုအပ်ချက်မပြတ်တော့အောင်အသုံးပြုဖို့အတွက်အထူးတည်တံ့စုဆောင်းထားတာမျိုးဖြစ်ပါတယ် SPR ဆိုတာနိုင်ငံရဲ့စွမ်းအင်လုံခြုံရေး Energy Security ကိုအဓိကအကာအကွယ်ပေးထားတဲ့အရေးကြီးဆုံးတော့ဗျူဟာမြောက်စနစ်တစ်ခုပဲဖြစ်ပါတယ်ဒါကြောင့် SPR ကိုနိုင်ငံတွေရဲ့စွမ်းအင်တိုက်ကြီးလို့တင်စားခေါ်ဝေါ်ကြတာပါဒီလိုအရန်ရေနံတွေကိုများသောအားဖြင့်မြေအောက်ကတဘာဝစားလိုင်ကူကြီးတွေမြေအောက်တိုးလောင်ကန်တွေနဲ့လွန်ကြီးမားတဲ့တံမဏိကန်ကြီးတွေထဲမှာလုံခြုံစွာတိုးလောင်ထားလေရှိကြပါတယ်SPR ဆိုတဲ့အယူဆဟာ1980ပြည့်လွန်နှစ်တွေမှာဖြစ်ပွားခဲ့တဲ့ကမ္ဘာရေနံအကျပ်သေးတွေကြောင့်ပိုပြီးတော့အရေးပါလာခဲ့ပါတယ်အထူးသဖြင့်တော့1983ခုနှစ်မှာဖြစ်ပွားခဲ့တဲ့အာရွက်ရေနံပိတ်ဆို့မှုအပြီးမှာတော့နိုင်ငံများစုကရေနံဆိုတာစီးပွားရေးတက်တယ်မကပဲနိုင်ငံရေးဖိအားပေးရမှာအသုံးပြုနိုင်တဲ့လက်နက်တစ်ခုဖြစ်လာနိုင်တယ်ဆိုတာကိုကောင်းကောင်းသဘောပေါက်လာကြပါတယ်အမေရိကန်သမ္မတအိုက်ဆင်ဟာဝါက1950ပြည့်လွန်နှစ်တွေကတည်းကစစ်ပွဲတွေဖြစ်လာရင်အရေးပေါ်တုံးဖို့ရေနံတိုးလောင်ကန်တွေထားရှိဖို့အကြံပြုခဲ့ပူပါတယ်ဒါကို1985ခုနှစ်မှာအမေရိကန်သမ္မတဂျီရက်ဖော့က Energy Policy နဲ့ Conservation Act EPCA ကိုလက်မှတ်ရေးထိုးပြီး SPR ကိုတရားဝင်အကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးတော့ကမ္ဘာနိုင်ငံကြီးတွေဟာနာဂတ်အရေးပေါ်အခြေအနေတွေကိုကြိုတင်ကာကွယ်နိုင်ဖို့ SPR စနစ်တွေကိုအရေးကြီးတည်ဆောက်လာခဲ့ကြတာဖြစ်ပါတယ်ဒီနေ့ခေတ်မှာတော့ Strategic Petroleum Reserve SPR ဆိုတာနိုင်ငံချင်းစီရဲ့လိုအပ်ချက်တဲ့ကျော်လွန်ပြီးတော့ကမ္ဘာစွမ်းအင်ဈေးကွက်တည်ငြိမ်ရေးအတွက်ပါအဓိကအခန်းကဏ္ဍကနေပါဝင်လာပါတယ်ဥပမာဆိုရင်အမေရိကန်လိုနိုင်ငံကြီးတွေဟာအရေးပေါ်ကာလတွေမှာသူတို့ရဲ့အရန်ရေနံတွေကိုဈေးကွက်ထဲကိုထုတ်တုံးခြင်းအဖြစ်ကမ္ဘာရေနံဈေးနှုန်းမတည်ငြိမ်မှုတွေကိုချိန်ဆပေးလိမ့်ရှိပါတယ်ဒါကြောင့် SPR စနစ်ဟာနိုင်ငံအတွက်တာမကတစ်ကမ္ဘာလုံးရဲ့စီးပွားရေးရန်တရားအပြည့်စည်အောင်ထိန်းချောင်းပေးထားတဲ့စွမ်းအင်လုံခြုံရေးရဲ့အတက်တွေးကြောတစ်ခုပဲဖြစ်ပါတယ်ကမ္ဘာအကြီးမားဆုံး Strategic Petroleum Reserve SPR ကိုပိုင်ဆိုင်ထားတဲ့နိုင်ငံကတော့အမေရိကန်ပြည်ထောင်စုပဲဖြစ်ပါတယ်အမေရိကန်ဟာသူတို့ရဲ့အရန်ရေနံတွေကိုလူဝီဇီယာနာပြည်နယ်မှာရှိတဲ့မြေအောက်တဘာဝစားလိုင်ကူကြီးတွေထဲမှာလုံခြုံစွာတိုးလောင်ထားလေရှိပါတယ်ဒီလိုင်ကူကြီးတွေဟာရေနံစိမ်းတန်ပေါင်းရာနဲ့ချီတဲ့ပမာဏကိုစုဆောင်းတင်ဆက်ထားနိုင်စွမ်းရှိပါတယ်ရေးပေါ်အခြေအနေမျိုးကြုံလာရတဲ့အခါမှာတော့အမေရိကန်ဆိုရဟာဒီတိုးလောင်ထားတဲ့ရေနံတွေကိုဈေးကွက်ထဲကိုချက်ချင်းထုတ်ရောင်းပေးလိုက်တာနဲ့ကမ္ဘာ73စီဈေးနှုန်းတွေရုတ်တရက်ထုတ်တက်သွားတာကိုထိန်းချောင်းပေးထားပါတယ်ဒါကြောင့်အမေရိကန်ရဲ့ SPR စနစ်ကကမ္ဘာရေနံဈေးကွက်ကိုတည်ငြိမ်အောင်ထိန်းသိမ်းပေးရမှာအဓိကဥဆောင်ကဏ္ဍကနေပါဝင်နေတာဖြစ်ပါတယ်ကျွန်တော်တို့အာရှဘက်ကိုကြည့်မယ်ဆိုရင်တော့တရုတ်နိုင်ငံကစွမ်းအင်လုံခြုံရေးအတွက်အရန်ရေနံတွေကိုအတော်လေးအလေးထားတာကိုတွေ့ရမှာပါတရုတ်နိုင်ငံဟာကမ္ဘာမှာရေနံအများဆုံးတင်သွင်းရတဲ့နိုင်ငံဖြစ်လို့အရေးပေါ်အခြေအနေတွေအတွက်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ရေနံတိုးလောင်ကန်ကြီးတွေကိုအဆင့်ဆင့်တည်ဆောက်ထားပါတယ်ခန့်မှန်းချက်တွေအရဆိုရင်တရုတ်နိုင်ငံဟာသူတို့ရဲ့ရေနံသုံးစွဲမှုအတွက်ရက်ပေါင်း100ကနေ120လောက်အထိအရန်ထားရှိနိုင်ပြီလို့ဆိုကြပါတယ်တခြားနိုင်ငံတွေဖြစ်ကြတဲ့ဂျပန်နဲ့တောင်ကိုရီးယားလိုနိုင်ငံတွေကြတော့လဲစွမ်းအင်အတွက်ပြည်ပကိုအများကြီးမှီခိုနေရတာပါသူတို့မှာကိုယ်ပိုင်ရေနံထုတ်လုပ်မှုကလည်းနည်းတော့သူတို့အတွက်အရန်ရေနံဆိုတာအတက်တွေးကြောတစ်ခုလိုပါပဲဒါကြောင့်လည်းရေပေါ်အခြေအနေမျိုးကြုံလာခဲ့ရင်ရက်ပေါင်း150ကနေ200လောက်ထိတုံးနိုင်အောင်အရန်ရေနံတွေကိုအမြဲတမ်းစုဆောင်းထားကြတာဖြစ်ပါတယ်
နောက်တစ်ခုစိတ်ဝင်စားဖို့ကောင်းတာကဒီအရန်ရေနံတွေကိုဘယ်လောက်အထိစုဆောင်းထားရမလဲဆိုတဲ့တက်မှတ်ချက်ပါပဲဒီကိစ္စကိုတော့ International Energy Agency IEA ကနေနိုင်ငံတကာစံနှုန်းတစ်ခုအနေနဲ့တက်မှတ်ပေးထားပါတယ်သူတို့ရဲ့စီကံရဆိုရင် IEA ဖွဲ့ဝင်နိုင်ငံတွေဟာအနည်းဆုံးတော့ရက်ပေါင်း60စာလောက်ရေနံတင်သွင်းမှုကိုအစားထိုးနိုင်မဲ့အရန်ရေနံပမာဏရှိကိုရှိရမယ်လို့တက်မှတ်ထားပါတယ်ဒီလိုစနစ်တကျပြင်ဆင်ထားတာဟာရုတ်တရက်ရေနံတင်သွင်းမှုရပ်တန့်သွားတဲ့အခြေအနေမျိုးကြုံလာခဲ့ရင်နိုင်ငံရဲ့စီးပွားရေးရန်ရာကြီးအပြိုလဲသွားအောင်ကပ်ပေးမဆိုင်အောင်ကြိုတင်ကာကွယ်ပေးထားတာမျိုးပါပဲဒီအရန်ရေနံစနစ်ကစာရွက်ပေါ်မှာပဲရှိနေတာမဟုတ်ပါဘူးတကယ်အရေးကြုံလာတဲ့အခါမှာလည်းအမှန်တကယ်တုံးဝင်ခဲ့တာပါဥပမာပြောရရင်1992ခုနှစ်ပင်လယ်ကွေးစစ်ပွဲ Gulf War တုန်းကဆိုရင် IEA အဖွဲ့ဝင်နိုင်ငံတွေအားလုံးပူးပေါင်းပြီးတော့သူတို့ရဲ့အရန်ရေနံတွေကိုထုတ်တုံးခဲ့ကြလို့ဒါကမ္ဘာရေနံဈေးကွက်ကြီးတော်တော်လေးတည်ငြိမ်သွားခဲ့တာပါနောက်ပြီး2005ခုနှစ်တုန်းကဆိုရင်လဲကက်ထရီနာမုန်တိုင်းတန်ကြောင့်အမေရိကန်ရဲ့ရေနံထုတ်လုပ်မှုတွေထိခိုက်သွားတဲ့အချိန်မှာအရန်ရေနံတွေကိုထုတ်တုံးပြီးတော့အကြက်အတဲကိုကြော်ဖြတ်နိုင်ခဲ့ပါတယ်ဒါပေမဲ့စိတ်မကောင်းစရာတစ်ခုက SPR ဆိုတာနိုင်ငံတိုင်းမှာရှိနေတဲ့စနစ်တော့မဟုတ်ပါဘူး။ဥပမာပါကစ္စတန်နဲ့သီရိလင်္ကာနိုင်ငံတွေလိုနေရာမျိုးမှာဆိုရင်ရေနံလက်ကျန်ကတစ်ဘက်ကနေ၃ဘက်စာလောက်ပဲကျန်တော့တာမျိုးကြုံရတတ်ပါတယ်။ဒီလိုချိန်မှာနိုင်ငံခြားငွေခက်ခဲတွေနဲ့ပါကြုံလာရတဲ့အခါမှာတော့ရေနံတင်သွင်းဖို့မဖြစ်နိုင်တော့ပဲအစိုးရတွေကစွမ်းအင်သုံးစွဲမှုကိုအတင်းအကျပ်ရှော့ချရတဲ့အရေးပေါ်စီမံချက်တွေလုပ်လာရပါတယ်။အဲဒီအခါမျိုးမှာကျောင်းတွေယာယီပိတ်တာရုံးပိတ်ရက်တွေတိုးတာနဲ့စက်ရုံတွေအချိန်ပိုင်းပဲလက်ပတ်တာမျိုးတွေဖြစ်လာတတ်ပါတယ်။ကျူးဘားနိုင်ငံမှာဆိုရင်လည်းလောင်စာဆီပြက်လက်မှုကြောင့်မိမှန်မှန်မလာတဲ့အထိလျှက်စစ်တာစက်တောက်မှုတွေကိုမကြာခဏကြုံတွေ့နေရတာဖြစ်ပါတယ်။လက်ရှိကမ္ဘာစွမ်းအင်ဈေးကွက်ကိုတော်တော်လေးစိုးရိမ်စရာဖြစ်စေတာတစ်ခုကတော့အရှေ့အလယ်ပိုင်းဒေသကတင်းမာမှုတွေပါပဲ။အထူးသဖြင့်2026ခုနှစ်ဖေဖော်ဝါရီလကုန်ပိုင်းကစပြီးတော့အမေရိကန်နဲ့အစ္စရေးတို့ရဲ့ဆေးလှုပ်ရှားမှုတွေအီရန်ဘက်ကပြန်လည်တုံ့ပြန်မှုတွေကြောင့်ဒေသတွင်းမှာအခြေအနေတွေကတဖြည်းဖြည်းပိုပြီးတော့တင်းမာလာခဲ့ပါတယ်။ဒီနေရာမှာအားလုံးရဲ့အောင်ဆိုင်မှုကတော့ဟော်မုစ်ရေလက်ကြားကိုရောက်နေပါတယ်။ဒီရေလက်ကြားဟာကမ္ဘာရေနံကုန်သွယ်မှုရဲ့အတက်တွေးကြောဆိုရင်လည်းမမှားပါဘူး။အီရန်ဘက်ကဆေးတင်းမာမှုတွေကြောင့်တင်မောတွေကိုတတိပိချက်တွေထုတ်ထားပြီးတော့တင်မောအများစုမဝင်ရဲကြတော့ပါဘူး။နောက်ဆုံးတီးထားရတဲ့တင်းတွေရဆိုရင်ဟော်မုစ်ရေလက်ကြားကိုတရားဝင်အပြည့်အဝပိတ်ထားတယ်လို့အတည်ပြုထားတာမရှိပေမဲ့လက်တွေ့မှာတော့ပိတ်ထားတယ်လို့ဖြစ်နေတဲ့အခြေအနေကိုရောက်နေပါတယ်။ဒီမောအများစုကတော့ဆေးအခြေအနေအန္တရာယ်တွေကြောင့်ရေလက်ကြားအပြင်မှာပဲစောင့်နေကြပါတယ်။အီရန်ကအမေရိကန်၊အစ္စရေးနဲ့နောက်နိုင်ငံတင်မောတွေကိုပိတ်ထားတယ်လို့ကြေညာထားပါတယ်။ဒါပေမဲ့တချို့တရုတ်ပိုင်တင်မောတွေကိုတော့အချို့အခြေအနေကောင်းတွေမှာဖြတ်တန်းခွင့်ရထားတယ်လို့သတင်းတွေရှိပါတယ်။နောက်ပြီးမက်လအစောပိုင်းတုန်းကဆိုရင်ဆော်ဒီအာရေဗျရဲ့အရန်ကိုရေနံစက်ရုံတရုံဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့အခါရေနံဈေးတွေကတစ်စီကိုဒေါ်လာ100ကျော်အထိချက်ချင်းခုန်တက်သွားပါတယ်။ဒီလိုအခြေအနေမျိုးတွေမှာကမ္ဘာစီးပွားရေးအတွက်စိုးရိမ်စရာတွေတိုးလာနေတာကိုစီးပွားရေးပညာရှင်တွေကလည်းသတိပေးနေကြပါတယ်။ဒါကြောင့်လေဒီလိုအချိန်မှာ Strategic Petroleum Reserve SPR ရဲ့အခန်းကဏ္ဍကအတော်လေးကိုအရေးပါလာတာပါ။အစိုးရတွေအနေနဲ့သူတို့ရဲ့အရန်ရေနံတွေကိုဈေးကွက်တွေကိုဖြန့်ချီပေးလိုက်တာနဲ့ရေနံဈေးနှုန်းတွေရုတ်တရက်အဆမတန်မြင့်တက်မသွားအောင်ထိန်းကျောင်းပေးနိုင်ပါတယ်။ဒါကြောင့်လည်း SPR ကိုကမ္ဘာစွမ်းအင်ဈေးကွက်အတွက်အန်ဒီရီတွေကိုရောပါစေမဲ့ short absorber ဈေးကွက်ရဲ့အရှိန်ထိန်းခလုတ်တစ်ခုလိုတောင်တင်စားခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။ဒီနေ့ခေတ်မှာရေနံဆိုတာစက်တွေကိုလေပတ်စေနိုင်တဲ့လောင်စာတစ်ခုတည်းမဟုတ်တော့ပါဘူး။နိုင်ငံရေးစီးပွားရေးကအစားစေရေးအထိပါရိုက်ခတ်နိုင်တဲ့အင်မတန်ရေးကြီးတဲ့ရင်းမြစ်တစ်ခုဖြစ်လာတာပါ။ဒါကြောင့်လေနိုင်ငံကြီးတွေဟာမမျှော်လင့်ထားတဲ့အရေးပေါ်အခြေအနေတွေကိုကြိုတင်ကာကွယ်နိုင်ဖို့ Strategic Petroleum Reserve SPR ဆိုတဲ့အရန်ရေနံစနစ်တွေကိုမဖြစ်မနေတည်ဆောက်ထားကြတာဖြစ်ပါတယ်။အရှေ့အလယ်ပိုင်းမှာတင်းမာမှုတွေဖြစ်လာတိုင်းကမ္ဘာစွမ်းအင်ဈေးကွက်ကြီးဝုန်းကနေပြိုလဲမသွားအောင်ဒီအရန်ရေနံတွေကပဲအချိန်မီထိန်းကျောင်းပေးနေတာပါ။အနည်းချုပ်ပြောရရင်တော့နိုင်ငံတွေရဲ့နောက်ကွယ်မှာဖွက်ထားတဲ့ဒီရေနံပန်တိုက်ကြီးတွေဟာစွမ်းအင်လုံခြုံရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အရေးကြီးဆုံးသောအကာအကွယ်တိုင်းတစ်ခုပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့ဗျာ။